ဒီ game ရဲ့ထူးခြားချက်က screen ပေါ်မှာပြတဲ့ health bar တွေမြေပုံတွေဘာတစ်ခုမှမပါဘဲနဲ့ display တစ်ခုလုံးအရှင်းကြီးမြင်နေရပြီးတော့ကိုယ်တိုင်ရောက်နေသလို immersive ဖြစ်အောင်ရည်ရွယ်ထားပါတယ်PS2 ခေတ်မှာ GTA 3 ကစားခဲ့တဲ့ Open World Formula ကိုလိုက်သုံးခဲ့တဲ့ game တွေရှိလာပြီးတော့ GTA ကလုံးဆိုတဲ့အခေါ်အဝေါ်လည်းပေါ်လာခဲ့ပါတယ်။ Open World game တစ် game ကိုဖန်တီးတဲ့နေရာမှာလွဲနိုင်တာတွေအများကြီးရှိတဲ့အတွက်ဘက်ပေါင်းစုံမှာပြည့်စုံလို့နှီးပါဖြစ်အောင်အမြဲလုပ်ပြတဲ့ GTA game တွေကိုကြော်တက်ဖို့အနေနဲ့သာအမိလိုက်နိုင်တဲ့ game ဆိုတာရှားခဲ့ပါတယ်။2000မှာ Mafia franchise ရဲ့ပထမဆုံး game Mafia ထွက်လာပါတယ်။နာမည်အတိုင်းပဲ Mafia ဂိုင်းကြီးကိုအခြေခံထားတဲ့ story နဲ့1930ကျော်ကာလမှာနေရာယူထားတာပါ။ GTA လိုတောင်းကျမ်းရတဲ့ sandbox ပုံစံထက် serious ဖြစ်တဲ့ဇာတ်လမ်းကိုပိုဦးစားပေးထားပါတယ်။ gameplay ဘက်မှာလည်း reality ဘက်ကိုတော်တော်သွားထားလို့ကားတွေဆိုရင်မောင်းရတာတော်တော် weight ပါပြီးတော့ဂရုစိုက်ပြီးထိန်းဖို့လိုပါတယ်။မီနီဖြတ်မောင်းတာအမြန်မောင်းတာတွေတောင်ရဲလိုက်တာခံရနိုင်တဲ့အထိသဘာဝကျအောင်လုပ်ထားပါတယ်။ဒီ game က PC မှာအရင်ထွက်ပြီးမှ PS2 ပေါ်ရောက်လာပြီးတော့ PS2 version မှာ graphic downgrade တော်တော်လုပ်ခံလိုက်ရပါတယ်။ error တွေလည်းပါပြီးတော့ lag တာ control မကောင်းတာတွေလည်းဖြစ်တာမို့လို့ PC version ကပဲအကောင်းဆုံးလို့ပြောရမှာပါမာဖီးယားတွေနဲ့ပဲပတ်သက်နေတဲ့နောက်တစ်ဂိမ်းကတော့သမိုင်းဝင်ရုပ်ရှင် The Godfather ကိုအခြေခံထားပြီးတော့အဲ့နာမည်ပဲယူထားတဲ့ဂိမ်းမှာဒါပေမဲ့ရုပ်ရှင်တွေကအတိုင်း story ကိုဓာတ်ရိုက်ယူမဲ့အစား The Godfather ကဘာတွေကတခြားဇက်ကောင်အသစ်တစ်ကောင်ကို player နေရာထားပြီးတော့အောက်ခြေအဆင့်ကနေ Corleone မိသားစုရဲ့ထိတ်ဆုံးကိုတက်ဖို့ကြိုးစားရတဲ့ story line နဲ့ကိုမှရုပ်ရှင်တွေကအဓိကအခန်းတွေကိုဂိမ်းဇက်ကောင်ရဲ့ရှူတောင်းကနေတွေ့ရမှာပါဒီဂိမ်းမှာကျတော့နီးစနစ်ကြကြလူတွေကိုချင်းချောက်ရတာတွေငွေညှစ်ရတာတွေပိုင်နက်တွေလုပ်ငန်းတွေသိမ်းရတာစီမံရတာတွေကိုပါအသေးစိတ်ဆော့ရမယ့် gameplay နဲ့ပါမာဖီးယားပြီးတော့အင်္ဂလန်ကလူမိုက်ဂိုင်းတွေအကြောင်းရောက်လာပါပြီ။ The Getaway Game ကလန်ဒန်မြို့ကိုအပြင်ကအတိုင်းအတိအကျလှုပ်ထားပြီးတော့ British gangster တွေကိုအဓိကထားတဲ့ story line နဲ့ရုပ်ရှင်ဆန်ဖို့ကိုတော်တော်ဦးစားပေးထားတာပါ။ဒီ game ရဲ့ထူးခြားချက်က screen ပေါ်မှာပြတဲ့ health bar တွေမြေပုံတွေဘာတစ်ခုမှမပါဘဲနဲ့ display တစ်ခုလုံးအရှင်းကြီးမြင်နေရပြီးတော့ကိုယ်တိုင်ရောက်နေသလို immersive ဖြစ်အောင်ရည်ရွယ်ထားပါတယ်။မြို့ထဲမှာကားမောင်းရင်လည်းဘာမြေပုံမှမပါဘဲနဲ့ကား signal ပြတာကိုကြည့်ပြီးမောင်းရတဲ့တကယ်ထူးခြားတဲ့ system နဲ့လုပ်ထားပါတယ်။ game character ရဲ့ health ဘယ်လောက်ရှိလဲသိဖို့ဆိုရင်လည်း character ရဲ့ခန္ဓာကိုယ်မှာသွေးတွေဘယ်လောက်ထွက်နေလဲလမ်းလျှောက်တာဘယ်လိုပုံစံလဲအဲ့လိုအခြေအနေတွေကိုကြည့်ရပြီးတော့ shooting ပိုင်းတွေမှာဆိုရင်လည်းချိန်မှု cross hair လုံးဝမပါဘဲနဲ့ auto chainer ကိုပဲအဓိကအားကိုးရမှာပါ cover လုပ်ပြီးပြတဲ့ mechanic တွေလည်းပါပါသေးတယ် health ကိုပြန်ဖြည့်ဖို့အတွက်ဆိုနိုင်ရန်တစ်ခုခုမှမိပြီးနားနေပြန်ဖြည့်ရတာဖြစ်ပါတယ်ဒီလို mechanic လေးတွေကသူ့ခေတ်နဲ့မလိုက်အောင်ခက်လွန်နေပြီးတော့အခုဒီတခြား game တွေမှာမတွေ့ဘူးသေးတဲ့အထိထူးခြားတာတွေပါတော့အဲတုန်းကလူတွေအတွက်ဆိုအစိမ့်သက်သက်ဖြစ်နေခဲ့မှာပါကျွန်တော်ကတော့အဲ့လို realistic ဖြစ်တာမျိုးတွေသဘောကျပေမဲ့မကြိုက်တဲ့သူဆိုရင်လည်းကြိုက်မှာမဟုတ်ပါဘူးအဲ့ဒါတင်မကဘဲနဲ့လူတွေက GTA လို gameplay ကိုမျှော်လင့်ပြီးစော့ကြတဲ့အခါမှာတော့ simulator ဆန်ဆန် mechanic တွေနဲ့တွေ့ပြီးစိတ်ပြတ်ကုန်ကြတာတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါတော့မှဒီ game ရဲ့ရောင်းအားကအခြေအနေကောင်းခဲ့ပြီးတော့ The Getaway Black Monday နဲ့ Gangs of London ဆိုတဲ့ game တွေပါဆက်ထွက်ခဲ့ပါတယ် Gangs of London ဆိုရင်လည်း TV series ပါပြန်ရိုက်ထားပါသေးတယ်True Crime Streets of LA မှာတော့ Los Angeles မြို့မှာအသွင်ယူစုံစမ်းနေတဲ့ရဲတယောက်နေရာကနေဆော့ရပြီးတော့ဒီ game နေရာယူထားတဲ့ LA မြို့ကလည်းအပြင်က LA မြို့နဲ့တော်တော်တူအောင်ဖန်တီးထားတာပါ gameplay ကတော့ GTA လို open world ရဲ့အခြေခံပုံစံအတိုင်းပါပဲဒါပေမဲ့ game ရဲ့ story line မှာကိုရေးချယ်တဲ့အပေါ်မူတည်ပြီးမျိုးပြောင်းသွားမဲ့ဇာတ်သိမ်းတွေနဲ့ဒီလန်မျိုးနဲ့လုပ်လို့ရတဲ့ mission တွေကဒီ game ရဲ့ထူးခြားချက်တွေပါပြီးတော့ main character က martial art သမားမို့လို့ခုံဘက်ပိုင်းမှာတိုင်းခွက်တွေသုံးရမှာဆိုတော့ PS2 က Jelly game လိုမျိုး PC ပေါ်က Sleeping Dogs လိုမျိုးအရသာကိုရနိုင်ပါတယ်Saints Row ဆိုတဲ့ game ကတော့ PS2 မှာရော PC မှာရောမထွက်ဘဲနဲ့ Xbox 360 မှာပဲ exclusive အနေနဲ့ထွက်ခဲ့တာပါတခြား GTA ကလုံးအနေနဲ့ကွာနေတဲ့ပထမဆုံးအချက်ကဘသူပဲဝါဆိုပြီးတိတိကျကျမသက်မှတ်ထားတဲ့ main character နဲ့မို့လို့ဆော့တဲ့သူကစက်တလို့အသေးစိတ်ဖန်တီးလို့ရတာပါပြီးတော့ဒီ game လုံးကို co-op အနေနဲ့နှစ်ယောက်တွဲဆော့လို့ရပါသေးတယ်ဒီ game မှာ mission အသေးတွေကိုလိုက်ဆော့မှာအဓိက mission တွေဆက်ဆော့လို့ရမယ့် system နဲ့လုပ်ထားလို့အသေးမွား side quest တွေလိုက်လို့ဖို့ဦးစားပေးထားတဲ့ game ပါဒီပထမ game မှာတော့ GTA လိုပဲလက်တွေ့ကျတဲ့ဒုစရိုက်လောကကိုအခြေခံထားပေမဲ့နောက်ပိုင်းအဆက်တွေမှာဝရုံသုံးကဖြစ်ချင်ရဖြစ်တဲ့ story တွေနဲ့တောင်းကျမ်းရတာမို့လို့တခြား game တွေနဲ့ပိုကွဲထွက်လာပါတယ်အခုပြောမဲ့ game ကတော့ဒီစရင်ထဲမှာဆရာအကြဆုံး game ပဲဖြစ်ပါတယ်အရက်ဆက်ဆုံးအကြမ်းတမ်းဆုံး game တစ်ခုလည်းဖြစ်တာမို့လို့စိတ်ခိုင်မှဆော့နိုင်မှာပါပြီးတော့ GTA ကလုံးလို့ခေါ်ခံရတာကို GTA ကတော့ဂုဏ်ရမဲ့ game ပါ game နာမည်ကတော့ The Simpsons Hit and Run ပဲဖြစ်ပါတယ်
အကောင်းပြောရရင်တော့ဒါက The Simpsons Animation Series ကိုအခြေခံထားတဲ့ game မို့လို့ကလေးတွေတောင်စောခွင့်ရှိပါတယ် The Simpsons ကအပြင်လောကကနိုင်ငံရေးလူမှုရေးအဲ့လိုကိစ္စတွေကိုပညာသားပါလောင်ပြောင်တရော်တဲ့ series ဖြစ်ပါတယ်ဒီ game မှာလည်းသူတို့ရဲ့ Springfield မြို့မှာပဲ The Simpsons မိသားစုနေရာကနေမြို့မှာမူမမှန်တဲ့ဖြစ်ရပ်တွေတွေ့လာရတာကိုအဖြေရှာရမယ့် story line နဲ့ဆော့ရမှာပါ story ကိုမူရင်း writer တွေကပဲရေးထားပြီးတော့ visual တွေလည်းမူရင်း art style မပြတ်လို့ series ကြည့်နေရတဲ့အရာသာအတိုင်း game play ပိုင်းမှာ physics တွေကိုကာတွန်းဆန်ဆန်လုပ်ထားတာကိုမှထိန်းချုပ်ကစားရတဲ့အပိုင်းလည်းတော်တော်တည်တက်ပြီးတော့ဆော့ရတာစိတ်ကြည်နဲ့စရာကောင်းတဲ့ game မှာ open world game ကောင်းတစ် game ဖြစ်ဖို့ realistic ဖြစ်စရာ R-rated မကျူရတွေဖြစ်စရာမလိုဘူးဆိုတာသက်သေပြနေတဲ့ game တစ်ခုလည်းဖြစ်ပါတယ်R-rated လို့ပြောရင်းဆိုရင် The Godfather တွေကမင်းသား Al Pacino ရဲ့ Scarface ကားကိုဓာတ်ရိုက်အဆက်အနေနဲ့ game ဖန်တီးထားတဲ့ Scarface The War Is Yours ကတော့ပြောခဲ့တဲ့ game တွေအားလုံးထဲမှာ shooting မိုင်းအားအရဆုံးအကြမ်းဆုံး game ပါ GTA Vice City ကလည်းမူရင်း Scarface ကိုနမူနာယူခဲ့တာဖြစ်ပြီးတော့မူရင်းကားတွေကလိုပဲ1980ပိုင်း action ကားပြီးလူတစ်ယောက်ကိုကြီး10ချက်လောက်မှန်ပြီးသွေးတွေပွင့်ထွက်နေတဲ့ action မျိုးလိုချင်တယ်ဆိုရင်တော့ဒီ game မှာလုံးဝစိတ်ပြတ်ရမှာမဟုတ်ပါဘူးရုပ်ရှင်ရဲ့ဇာတ်သိမ်းကနေဒီ game မှာဆက်ဆော့ရမှာဖြစ်ပြီးတော့ရုပ်ရှင်ကိုကြည့်ထားသူတွေဆိုဇသိန်းကိုဘာအပြောင်းလဲလှုပ်ထားလဲတွေ့ရပါလိမ့်မယ်။မူရင်းကရဲ့အရာသာမပြတ်တဲ့ story နဲ့ main character တိုနီရဲ့ပြိုလဲသွားတဲ့ဒုစရိုက် empire ကြီးကိုအစကနေပြန်ထူထောင်ပြီးဆော့ရမှာပါ။ shooting combat ဘိုင်းမှာလည်း mechanic နဲ့နဲပြီးတော့ game တွေမှာ power သုံးတယ်လို့ကျွန်တော်တို့ခေါ်ကြတယ်လို့မျိုးအပိုင်းတစ်ခုလည်းပါပါတယ်။အဲ့ဒါကတော့တိုနီရဲ့ကြမ်းရမ်းခြင်းနဲ့စိတ်ကိုပြတဲ့မီတာပြည့်ရင် first person view ပြောင်းသွားပြီးတော့ action ကားတွေရဲ့ main character တယောက်လိုကြီးစံမမှန်ပဲကြီးမကုံတော့ပဲနဲ့ကြမ်းလို့ရတဲ့ blind race ဆိုတာကိုသုံးလို့ရပါတယ်။ရုပ်ရှင်တွေကတိုနီကအပြစ်မရှိတဲ့တာမန်လူတွေကိုမထိခိုက်စေခြင်းနဲ့ဇက်ကောင်မှုလို့ဒီ game မှာတာမန်လူတွေကိုတိုက်ခိုက်လို့မရတာကလည်း GTA နဲ့ quarter လေးတစ်ခုပါဒီ game မှာအားနည်းချက်တွေလည်းရှိပေမဲ့သူ့ရဲ့ထူးခြားချက်တွေကပိုအားကောင်းနေလို့ကြီးကျူးတာခံခဲ့ရပြီးတော့ဆော့ရတာတကယ်ကိုတန်မဲ့ open world game တစ်ခုဖြစ်ပါတယ်အခုပြောချင်တဲ့ GTA ကလုံး game တွေကတော့ဒီလောက်ပါပဲဗျဘယ် game တွေဆော့ခဲ့ဘူးလဲပြောပြပါအောင်နောက်ပြောသေးခြင်းနဲ့အကြောင်းအရာတွေရှိရင်လည်းပြောသွားလို့ရပါတယ်ကျွန်တော် PD ပါအချိန်ပေးတာကျေးဇူးတင်ပါတယ်